ကျွန်တော်ဒီနေ့မိတ်ဆွေတွေကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့မိတ်ဆွေတို့နေ့စဉ်အသုံးပြုနေတဲ့ကိုယ့်ရဲ့ Facebook account ကိုတခြားဘသူတွေကဝင်ပြီးတော့ကိုယ့်အပြင်တခြားဘသူကများဒီ account ဝင်ပြီးသုံးနေသေးတယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ account ကလုံခြုံမှုရှိရလားဆိုတာကိုကျွန်တော်စစ်ဆေးရမယ်နီလန်လေးစစ်ဆေးလို့ရတဲ့နီလန်လေးကိုကျွန်တော်ဒီနေ့မျှဝေမှာဖြစ်ပါတယ်မိတ်ဆွေတို့နဲ့ကိုယ့်ရဲ့နေ့စဉ်အသုံးပြုနေတဲ့ Facebook account ကိုအပြင်တခြားတယောက်ကပေါ့နော်ကိုယ့်ရဲ့ account ကို hack ထားပြီးတော့ဖြစ်တခြားမကိုမသိအောင်ဝင်ပြီးတော့တခြားဖုန်းလုံးနဲ့သူ့ရဲ့ဖုန်းထဲမှာကိုယ့်ရဲ့ account ကိုထည့်ပြီးတော့သုံးနေတာမျိုးကိုအနေနဲ့ရှိနိုင်လားဆိုတာမျိုးကိုသိချင်လို့ရှိရင်ကျွန်တော်တို့ဝင်ပြီးတော့ကိုယ့်ရဲ့ဖုန်း account ကနေပြီးတော့နော် Facebook account ကနေဝင်ပြီးစစ်ဆေးလို့ရမယ်နီလန်လေးပဲဖြစ်ပါတယ်ဒီနီလန်လေးကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြော်မသွားကြဘဲနဲ့အစားအသောက်လေးတို့ကျွန်တော်နဲ့အတူလိုက်ကြည့်ပေးကြပါကဲအဲ့ဆိုကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်ကျွန်တော်အနေနဲ့ Facebook account နဲ့ဝင်တော့မယ်ဆိုရင်ပုံမှန်လောက်ဆောင်နေကြဖြစ်တဲ့ကိုယ့်ရဲ့ Facebook account နဲ့ဝင်မှုအတွက်ကို VPN လေးကျွန်တော်တို့ကြော်နေ့တင်သုံးပြုနေကြ VPN လေးကိုဝင်ပြီးတော့ရင်ဆုံးကြော်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်ကတော့ VPN ကြော်ပြီးသားဖြစ်တဲ့ကြောင့်မို့ကြော်မပြတော့ပါဘူးနော်ကဲအဲ့ဆိုရင်ကျွန်တော်တို့ VPN လေးဝင်ပြီးတော့ကြော်ပွားရေးဆိုရင်ကျွန်တော်တို့ပုံမှန်အခုလက်ရှိအသုံးပြုနေတဲ့ Facebook account တွေကိုကျွန်တော်ဝင်လိုက်ပါမယ်ကဲဒါဆိုတော့ကျွန်တော်ပုံမှန်အသုံးပြုနေတဲ့ Facebook account ကျွန်တော်မှာကတော့ Facebook account က2မျိုးပြထားတယ်ဒါကျွန်တော်က Facebook account များရှိတဲ့အတွက်ကြောင့်မလို့ဒါ software ပွားထားတဲ့သဘောပေါ့နော်ကဲအဲ့ဆိုကျွန်တော်တို့ Facebook account နဲ့ဝင်လိုက်မယ်ကိုယ်ဆိုတော့ကိုယ့်ရဲ့ Facebook account နဲ့ရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုရင်ကျွန်တော်အနေနဲ့ကကိုယ့်ရဲ့ Facebook account ကိုကိုယ့်အပြင်တခြားဘယ်သူကဝင်သုံးနေလဲကိုယ့်ရဲ့ account ကလုံခြုံမှုရှိရလားတခြားတယောက်ကဟပ်ပြီးတော့များဝင်ပြီးတော့ကိုမသိအောင်သုံးနေသေးလားဆိုတာကိုကြည့်ဖို့အတွက်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ Facebook account ရဲ့ဟိုဘက်ညာဘက်တောက်မှာရှိတဲ့အပေါ်က menu bar လေး3ခုရှိတဲ့ profile ပုံစံနေရာလေးတွေကိုကျွန်တော်တစ်ချက်လောက်ဝင်လိုက်ပါမယ်ဗျဝင်သွားတဲ့ခါကျရင်တော့ကျွန်တော်တို့ကဒီမှာ profile နဲ့ရောက်သွားတဲ့ခါကျရင်အပေါ် heavy ချင်းဆွဲတင်ပါမယ်ဆွဲတင်ပြီးသွားရင်ကျွန်တော်တို့ကဟိုအောက်ဆုံးက setting and privacy ဆိုတဲ့နေရာလေးကိုတစ်ချက်လောက်နှိပ်ပြီးတော့ဝင်ပေးလိုက်ပါ setting and privacy ဆိုတဲ့နေရာကိုရောက်ပြီးဝင်သွားလို့ရှိရင်အဲဒီမှာလူပုံစံနဲ့ setting ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးဝင်ပေးရပါမယ်ကဲကျွန်တော်တို့ဝင်ကြည့်လိုက်မယ်ဝင်သွားတဲ့အခါကျရင်တော့ကျွန်တော်တို့အခုဆိုရင် setting နဲ့ရောက်သွားပြီ setting နဲ့ရောက်သွားကျွန်တော်ကဘယ်နေရာကိုနှိပ်ပြီးဝင်ရမလဲဆိုရင်ကျွန်တော်ပေါ်ဖြည်းဖြည်းချင်း share လေးဆွဲတင်လိုက်မယ်နော်ဖြည်းဖြည်းချင်းဆွဲတင်လိုက်မယ်ဆွဲတင်တဲ့အခါကျရင်အဲဒီမှာကျွန်တော်တို့အနေနဲ့က security and login ဆိုတဲ့နေရာလေးပေါ့နော်အဲ့စာကြောင်းလေးကိုအရှိရနေရာလေးကိုကျွန်တော်ဝင်ရမှာဖြစ်ပါတယ်ဖုန်းထဲမှာရှိတဲ့ကိုယ့်ရဲ့ account တစ်ခုနဲ့တစ်ခုတော့မတူကြဘူးပေါ့နော်မိတ်ဆွေတို့ဖုန်းထဲ account မှာဆိုရင်တော့ကျွန်တော်တို့ကဒီလိုမျိုးအပေါ်ဆုံးက personal information ဆိုတဲ့နေရာလေးရဲ့အောက်မှာတင်ခုနကကျွန်တော်ပြတဲ့ security and login ဆိုတဲ့နေရာစာကြောင်းလေးကထပ်အောက်ရှိနေတတ်ပါတယ်ကျွန်တော်ရှိမှာတော့ကျွန်တော်ရဲ့ account မှာတော့ဒီလိုမျိုးလေးဒီအောက်လေးမှာရှိတာပေါ့နော်ဒါကတော့ဖုန်းတစ်လုံးရဲ့ setting ကြောင့်မလို့လဲပြောင်းလဲရှိနိုင်ပါတယ်နော်ကဲအဲ့ဒါဆိုကျွန်တော်တို့ကဗာပြောလုံးဆောင်ဖို့လုံးဆောင်နေရတာအတူတူပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် security and login ဆိုတဲ့နေရာကျွန်တော်တစ်ချက်လောက်ဝင်ကြည့်လိုက်မယ် security and login နဲ့ဆိုတဲ့နေရာရောက်သွားတဲ့ခါကျရင်ကျွန်တော်တို့ကဘယ်နေရာဝင်မလဲဆိုရင်ဦးဆုံးပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကဟဲ့မှာဒုတိယမြောက်စာကြောင်းလေးဖြစ်တဲ့ where you are logged in ဆိုတဲ့နေရာလေးပေါ့နော်ဒီစာကြောင်းလေးရှိတဲ့နေရာပေါ့အဲ့နေရာလေးကိုကျွန်တော်တို့ဝင်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်အဲ့ကိုဝင်မှုတက်ကောဟဲ့ညာဘက်တောင်က CO ဆိုတဲ့ကျွန်တော်ဟဲ့က CO ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်ပြီးတော့ဝင်ပြရမှာဖြစ်ပါတယ်ကဲအဲ့ဆိုကျွန်တော်တို့ CO ဆိုတဲ့နေရာကိုနှိပ်လိုက်မယ်ဗျအဲ့ဆိုနှိပ်လိုက်ပြီဆိုရင်အခုကျွန်တော်တို့ဘာတွေ့ရမလဲဆိုရင်ကျွန်တော်တို့ဦးဆုံးအနေနဲ့တွေ့ရမှာကတော့ကျွန်တော်တို့ရဲ့ဒီ Facebook account ကိုဝင်ပြီးတော့ login ဝင်သုံးထားတယ်ကျွန်တော်တို့ device တွေကိုပြထားတာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့အနေနဲ့ပေါ်တော့မှာဆိုတော့လက်ရှိ Mi 8 Lite ပေါ့နော် Mi 8 Lite အောက်မှာလည်း Mi 8 Lite ဆိုပြီးကျွန်တော်ပြထားတယ်ဒါပေမဲ့ဒါကျွန်တော်လက်ရှိပြထားတဲ့အခုလက်ရှိ Mi 8 Lite ဆိုတာကိုအခုလက်ရှိကျွန်တော်လုပ်ပြနေတဲ့ဖုန်းကတော့ Mi 8 Lite ဆိုတာတော့ device ကမှန်တယ်ပေါ့နော်ဒါပေမဲ့ဟိုမှာကျွန်တော်တို့မြင်ရမိတ်ဆွေတို့အနေနဲ့မြင်တွေ့ရမှာတော့ဒီမှာတခြား device တွေရှိနေတာကိုမြင်ရမှာပေါ့နော်ဟိုမှာ Mi Max ရှိမယ်ဟိုမှာကျွန်တော်တို့Windows PC ဆိုပြီးကျွန်တော်တို့ကွန်ပျူတာနဲ့ဝင်သုံးထားတာလည်းရှိရမယ်အဲဒီမှာ Vivo-Y81S ဆိုတာမျိုးတွေလည်းရှိနေမှာပေါ့နော်အဲ့လိုပုံစံမျိုးတွေ device တွေတစ်ခုပြီးတစ်ခုအဲ့လိုမျိုးဝင်နေတာကိုဝင်ပြီးသုံးထားတာကိုကျွန်တော်တွေ့ရမှာပေါ့နော်ကဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ account ကကျွန်တော်တို့ရဲ့ဖုန်းအပြင်တခြား device ဖုန်းတခြားဖုန်းတွေမှာဒီ account ကဝင်ပြီးတော့သုံးနေတယ်ဆိုတာကျွန်တော်မြင်တွေ့ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ account ကလုံခြုံမှုမရှိဘူးဆိုတာမျိုးကျွန်တော်ကအမြင်တွေ့နေရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတဲ့ခါကျရင်ကျွန်တော်တို့ကတခြား device တွေမှာဝင်ပြီးတော့ကျွန်တော်တို့ account သုံးနေတယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲအဲ့ဒါဆိုရင်တော့ကျွန်တော်လုပ်လို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်ပြောပြပါမယ်အဲ့ဒါကတော့ကိုယ့်ရဲ့ဖုန်း device မဟုတ်ဘဲနဲ့တခြားဖုန်းတစ်လုံးမှာကျွန်တော်သုံးထားတာမြင်နေဟိဆိုရင်ကျွန်တော်တို့အဲ့ဒီဖုန်းထဲကနေပြီးကျွန်တော်တို့ကဒီကနေကိုယ့်ရဲ့ account ကနေလှမ်းပြီး log out လှမ်းထွက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပထမဦးဆုံးလုပ်ပြရမယ်အဲ့တော့ log out ထွက်မယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲအဲ့ log out ထွက်ဖို့ဆိုရင်ကျွန်တော်ကအဲ့ဒီကိုထွက်ချင်တဲ့ log out ထွက်ချင်တဲ့တခြားတရားရဲ့ဖုန်းပေါ့နော်အဲ့ဒီကိုမသိရဲ့ device အမျိုးအစားကိုကျွန်တော်တို့ကအရင်ဆုံးပြရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော် Vivo-Y81 ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဖုန်းရဲ့ device ကိုကျွန်တော်လှမ်းထွက်မှာပေါ့နော်တက်မဲ့ဆိုရင်အဲ့ဒီညာဘက်တောင်လေးကစာလေး38ရဲ့နေရာလေးကိုချက်လောက်နှိပ်ပေးလိုက်ပါနှိပ်သွားတဲ့ခါကျရင်အဲ့ဒီမှာကျွန်တော်တို့ပြရတယ်ပေါ့နော်ဘာပြလဲဆိုရင်သူက source account ဆိုတာရယ်အဲ့ဒီမှာ log out ဆိုတာရယ်ပေါ့နော်ပြထားတဲ့ခါကျရင်ကျွန်တော်တို့ကဒီဘက်က log out ဆိုတဲ့နေရာကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ထွက်ပေးရမှာဖြစ်ပါတယ်အဲ့ဒီနေရာလေးကျွန်တော်တစ်ချက်လောက်ထွက်လိုက်ပါမယ်နှိပ်ပြီးတော့အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ Vivo-Y81 ဆိုတဲ့
device ကဒီထဲမှာမရှိတော့ဘူးเนาะမရှိတော့ဆိုတဲ့အကြောင်းကျွန်တော်ဖုန်းထဲမှာလည်းမဟုတ်ပါဘူးအဲ့ဒီ device ကသူ့ရဲ့ဖုန်းထဲမှာကျွန်တော် account ဝင်ထားရတော့ကျွန်တော်ဒီကလှမ်းထွက်လိုက်ရတဲ့ကြောင့်မို့အဲ့ဖုန်းရဲ့ထဲမှာ Vivo 7တဲ့ထဲမှာကျွန်တော်ရဲ့ Facebook account ကမရှိတော့ပဲထွက်သွားပြီပဲဖြစ်ပါတယ်အဲ့ဒီနည်းနဲ့ကျွန်တော်တို့ရဲ့ account တွေကိုကိုယ်တိုင်မသိအောင်ဝင်ပြီးသုံးခံနေရတယ်ဆိုရယ်ပေါ့နော်ကျွန်တော်တို့ကအဲ့ဒီ device တွေကိုဒီထဲကနေဝင်ပြီးတော့လှမ်းထွက်လို့ရပါတယ်အဲ့ဒီနည်းလေးကိုကျွန်တော်ဒီနေ့ပြောပြပေးတာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့အနေနဲ့ကအမြဲတမ်းကိုဝင်ပြီးတော့ဒီနေရာဝင်ကြည့်တယ်ဟိုနေ့ရက်ခြားတစ်ခါတည်းရက်ခြားတစ်ခါတော့နေ့စဉ်ဝင်ကြည့်တဲ့အခါမှာအဲ့လိုပဲကိုယ့်ရဲ့ device မဟုတ်တဲ့တခြား device တွေကဝင်ပြီးသုံးနေပြီဆိုတာနေ့တိုင်းဒီပါလောက်လို့ကြုံနေရပြီဆိုတော့ကျွန်တော်အနေနဲ့လှုပ်ဆောင်နေတာကတော့ကိုယ့်ရဲ့ Facebook account password ကိုတခြားလူတွေကလည်းသိပြီးသားဖြစ်နေတဲ့အကြောင်းမလို့ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်အနေနဲ့က Facebook account password ကိုကျွန်တော်တို့သွားပြီးတော့ချိန်ပေးဖို့လိုအပ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ Facebook account password ကိုမသိတော့တဲ့အကြောင်းမို့လို့တခြား device တွေကတကယ်လို့နောက်တစ်ချိန်ပြောင်းဝင်မယ်ဆိုရင်တော့သူတို့ Facebook account password ကပြောင်းလဲသွားဖြစ်တဲ့အကြောင်းမို့သူတို့ဖုန်းထဲမှာကျွန်တော်တို့ Facebook account ဝင်ပြီးတော့အသုံးပြုလို့ရမှာမဟုတ်တော့ဘူးဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ကျွန်တော် Facebook account ရဲ့ password ကိုလည်းကျွန်တော်ချိန်ထားဖို့လိုအပ်ပါတယ်ကျွန်တော်ရဲ့ Facebook account password ချိန်နည်းကိုတော့ကျွန်တော်နောက်နေ့ဗီဒီယိုမှာကျွန်တော်တို့တင်ပြပေးမှာဖြစ်ပါတယ်ဒီနည်းလေးကတော့ကိုယ့်ရဲ့ Facebook account ကိုကိုမဟုတ်တဲ့တခြားသူတွေကထပ်ပြီးတော့တခြားဖုန်းတစ်လုံးနဲ့ကိုမသိအောင်ဝင်ပြီးတော့သုံးနေတယ်ဆိုရင်ကျွန်တော်သိနိုင်မယ့်နည်းလမ်းလေးဖြစ်ပြီးတော့အဲ့ဒီ device တွေကနေပြီးတော့ကျွန်တော်တို့ account ကိုပြန်ထွက်တဲ့နည်းလမ်းကိုကျွန်တော်ဒီနေ့မျှဝေပေးတာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုနှစ်သက်ပြီးသဘောကျလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်လှုပ်ဆောင်ပြပေးခဲ့တဲ့နည်းလမ်းလေးတိုင်းလည်းလိုက်လို့ကြည့်ဖို့အတွက်ကျွန်တော်ကအကြံပြုချင်ပါတယ်မိတ်ဆွေတို့ရဲ့ဖုန်းနဲ့ Facebook account ကိုလည်းနေ့စဉ်တိုင်းကျွန်တော်ပြတဲ့နေရာလေးဝင်စစ်ပြီးတော့ကိုယ့်ရဲ့ account ကလုံခြုံမှုရှိမရှိဆိုတာကိုနေ့စဉ်တိုင်းကျွန်တော်စစ်ကြည့်ဖို့လိုအပ်တယ်လို့ကျွန်တော်ကအကြံပြုချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားအနေဆုံးလေးလိုက်ကြည့်ပေးရတယ်တူတူရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျ